ခေါင်းဆောင်ကောင်းပြီးသားသူဖြစ်လို့တပင်ပညာရှင်အယောက်တစ်ထောင်နေဖို့အတွက်တိုင်လေးတွေတိစောက်ပေးသွားရမယ့်ဖို့ချေအားလုံးပဲမင်္ဂလာပါရှင် Sally Thai New Page ကနေကြိုဆိုလိုက်ပါတယ်လူကြိုက်များဆုံးဇမင်းသားတွေထဲမှာဖို့ချစ်ကထိတ်ဆုံးကနေပါဝင်ပြီးအနုပညာရေးသွေးပြေးဝရှင်သားမကတပင်လောက်သားတွေပေါ်မှာထားရှိတဲ့မြတ်တာတရားတွေကြောင့်အခုချိန်ဒီကိုပရိသတ်တွေရောလောက်ဖောက်ကိုင်ပန်အနုပညာရှင်တွေကပါလေးစားချစ်ခင်ကြပါတယ်ဇမင်းသားဖန်တချို့ကဖို့ချစ်ကိုတပင်ဥက္ကဋ္ဌအဖြစ်နဲ့ဖန်တချို့ကဖို့ချစ်ကိုတပင်ဥက္ကဋ္ဌအဖြစ်မမြင်လို့တော့ပေမဲ့တပင်အစည်းအရုံးတွေကတော့ဖို့ချစ်ကအနစ်နာခံသူဖြစ်နေပါတယ်ဖို့ချစ်ကိုတပင်ဥက္ကဋ္ဌဖြစ်နေဆက်လုပ်စီစဉ်ကြတဲ့သူတွေတက်ကြီးတပင်ပညာရှင်တွေဖြစ်ပြီးတော့ခုလေတက်ကြီးတပင်ပညာရှင်တွေအတွက်တိုင်လေးတွေတိစောက်ပေးတော့မှာပါဇက်တပင်လောကသားတွေအများစုကအသက်ကြီးလာတဲ့အချိန်မှာတော့နေစရာအခက်အခဲတွေကြုံလာကြတယ်အသက်ကြီးတဲ့အချိန်ထိကိုအိမ်ငားနေကြသလိုအိမ်အခက်အခဲတွေကြောင့်လွန်နေပပကွယ်လွန်သွားတဲ့သူတွေလည်းရှိပါတယ်ဒီခက်ခဲတွေကိုတည်ဆုံးဖြစ်တဲ့ဖိုးချစ်ကကိုပိုင်အိမ်မရှိသေးတဲ့တပင်ပညာရှင်တွေအတွက်ရည်ရွယ်ပြီးတော့မြေ9ဟီကအကျဉ်းဝန်းမှာအိမ်ခန်းပေါင်း1000ကျော်ပါဝင်တဲ့တပင်အင်အားကြီးတစ်ခုကိုစတင်အကောင့်ထဲပေါ်နေပြီဖြစ်ပါတယ်ဖိုးချစ်ကဒီစီမံကိန်းကြီးကိုအောင်မြင်တည်ဆောက်ပေးနိုင်မယ်ဆိုရင်9နှစ်ကျော်စူးစမ်းခဲ့တာပါတပင်တဲ့နေထိုင်မှုအတွက်တိစောက်မယ်အင်အားကရန်ကုန်ထောက်ကျမြို့နယ်မှာတည်ရှိပြီးမြေအား9ဧကမှာ6ထပ်တိုက်10လုံးတိစောက်ပြီးတော့မှာဖြစ်ပါတယ်။မကြသေးခင်ကတပင်အင်အားတိစောက်တော့မဲ့မြေနေရာမှာတန်ဃာတွေကိုဆွန့်ကပ်လိုပြီးတော့မြေတက်မင်္ဂလာလေးပြုလုပ်ခဲ့တယ်။ဒီစမံကိန်းကတကယ်ဖြစ်လာဖို့နှိစက်လာဖြစ်တာကြောင့်ဝိုင်းလူရှင်တော်ကြီးတွေတပင်ပညာရှင်တွေကဝမ်းသာနေကြရှာပါတယ်။တပင်ဖွဲ့သားတွေလူပညာရှင်တွေကမှဖိုးချစ်ကိုဇမင်းသားတယောက်နေတဲ့တာမကတပင်လောကရဲ့အားကိုးရာကြောထောင်းနောက်ခံကြီးကဲတယောက်ဖြစ်နေလီလီဆဆသတ်မှတ်ထားကြပါတယ်။ဖိုးချစ်ကိုပရိသတ်တွေရောလူပညာရှင်တွေကပါချစ်ခင်ရတဲ့အဓိကအကြောင်းရင်းတွေကတော့တပင်လောကတစ်ခုလုံးကိုပြန်ကြည့်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။သူကိုယ်တိုင်အောက်ခြေကနေခက်ခဲစူးစမ်းရဖြစ်လို့ဘဝတူလူပညာရှင်တွေနဲ့အခက်အခဲကိုနားလည်ပါတယ်။အောင်မြင်လာတဲ့အခါမှာလည်းမာနမတက်ကိုယ့်ရဲ့လောကသားတွေကိုပြန်လည်ကြည့်ရှုစောင့်ရှောက်တတ်ပြီးတော့စကားတက်တက်ပြောနေတာမဟုတ်ပဲကိုနှစ်တာစူးစမ်းပြီးတော့အိတ်ခမ်းပေါင်း1000ကျော်ဖြစ်လာအောင်လက်တွေ့ကောင်းထဲပေါ်ခဲ့ပါတယ်။ခေတ်တွေဘလို့ပဲပြောင်းပြောင်းမြမဆက်သမင်ကိုအစင်တန်းမချအောင်ပရိသတ်တွေမြင်စိတ်ဝင်စားနေအောင်အသစ်သစ်တော့တီထွင်မှုတွေနဲ့အမြဲစူးစမ်းတင်ဆက်ပေးနေတာကြောင့်ပဲသူ့ကိုအခုထိကိုချစ်ခင်ကြတာပါဖိုးချစ်ကဒီလိုစီမံကိန်းကြီးဖြစ်လာအောင်သူ့ရဲ့လူငယ်ဘဝတစ်ခုလုံးကိုနှုတ်ပြအတွက်ရင်းနှီးခဲ့ပြီးတော့အခုချိန်မှာအများအတွက်စူးစမ်းပေးနေပါပြီလူငယ်တွေကိုလွတ်လပ်လပ်သွားလာပြောပါနေရတဲ့ချိန်တွေကိုအမှုပညာကိုထိမ့်သိမ့်နိုင်ဖို့ဇက်ဖွဲ့ကြီးတစ်ခုလုံးကိုရည်တည်နိုင်ဖို့အတွက်စည်းခဲ့ပါတယ်တချို့တွေကဖိုးချစ်ကိုတပင်အင်အားစီမံကိန်းကြီးမဖြစ်လာသလိုခက်တဲ့စကားတွေကလည်းပြောခဲ့ပူပါတယ်တပင်ဥက္ကဋ္ဌလောက်တာကသူ့ရဲ့ကိုကျိုးတက်တက်ဖြစ်နေရဆိုပြီးနေရာယူထားတာကိုလည်းဝေဖန်ခဲ့ပူပါတယ်အခုတော့ဒီစီမံကိန်းကတကယ်ဖြစ်လာပြီးတော့နီးကပ်လာပြီဖြစ်ပြီးတပင်လောကမှာတော့ဒီလိုကောင်းဆောင်တရားရဖို့မလွယ်ကူတော့ပါဘူးသူ့ရဲ့စိတ်ထားတွေကြောင့်ပဲဖိုးချစ်ကိုအားပေးရတာဘယ်တော့မှနောင်တမရဘူးဆိုတဲ့ပရိသတ်တွေကပေါ်များလာခဲ့ပါတယ်ကိုကျိုးအတွက်တသက်မဟုတ်ဘဲနဲ့တပင်လောကသားတွေအတွက်အခုလိုကြီးမားတဲ့အင်အားစီမံကိန်းကြီးကိုဖန်တီးပေးနေတဲ့ဖိုးချစ်ရဲ့စေတနာပေါ်ဘယ်လိုမျိုးခံစားမိလဲဆိုတာကောမန့်မှာမျှဝေသွားကြပါအောင်နော်